တိနာတော်ဒီကြည့်ပြောမယ်နော်အခုရင်တရတနာနိဗ္ဗာန်ကသိတဲ့ဘောတိသူကတော့တရတနာကဘာလို့ပြောတာလဲဆိုတော့အဲ့ဒီဝိပစ္စည်းတုနာပစ္စည်းတွေဆုံးတဲ့ဘုံဆုံးနေပြီဆိုရင်အဲ့ဒီဘုံဟာနိဗ္ဗာန်တက်တယ်သိတဲ့ဘောနိဗ္ဗာန်ကိုဖြစ်တယ်လို့ပြောတာနော်ဘုရားသိထားတော့တော်လေးစားတဲ့ပစ္စည်းတွေဆုံးနေပြီဆိုရင်သိထားနေတာကဘာလို့ပြောရမှာနိဗ္ဗာန်လို့သိပါအဲ့လိုလည်းတော့နိဗ္ဗာန်တက်တာအဲ့ဘုံဟာတော်လေးစားတဲ့ပစ္စည်းတွေဟာဆုံးနေတဲ့ပုတ်တွေဟာနိဗ္ဗာန်ကိုဖြစ်သွားတာလေတဲ့ဆိုတပ္ပတာမောလို့သုံးပြီးဝိပဿနာဘာလို့ပြရမှာလဲရှင်းပြရတာလို့ဆိုလို့အဲအောက်ကကောကောညာဒီကာတော်ဝေလေးကိုမြင်နေတာပါပေါ့အဲ့ဒါလေမိဘလေးကောက်ရတဲ့ဟိုကာတော်ဝေဒီအဘယ်ပုံကြီးအကြောင်းနဲ့တော့မသိအောင်ရေးထားဖို့မေးဖို့လေကာတော်ဝေဒီအဘယ်ပုံကြီးအကြောင်းနဲ့တော့ဒီပုံပြပါဒီအကြောင်းကနိဗ္ဗာန်တဏှာနိဗ္ဗာန်တော့ကြောင့်ပါပဲအကုန်လုံးဖြစ်ရမယ်တော့ကနေမေတ္တာလူကစားတဲ့ပစ္စည်းဆုံးသောဘုရားဒီဘက်ကိုဖြစ်တော်ကြောင့်ကာတော်ဝေဒီဒီဘက်ကိုဖြစ်ပါသည်ဒါပြပြလိုက်ရုံပဲဒါပြီးဟောကိုရီတို့ကာတိကဘာဝေတဲ့တုံတုနာတဗေသူဝါတိရပါရတတတ္တဟမိနိကထာမိနိကထာဟောကတ်တုံဒီမိနိကထာဘာလဲမိမကြီးအောင်ကတ်တုံ၌ဓာတော်ရကိုတပိနိုင်တာခါလို့ရေးထားကတ်တုံ၌ဓာတော်ရကိုတပိနိုင်တာခါကတော့ကာတိကအဘာဝေရှိရမိနိကထာလည်းပေါ့ကာတိမရှိရအခါဖြစ်ပါသည်ဒါလေးလည်းပြန်ပါနော်ကာတိကအဘာဝေရှိကတို့တွေကွာလာပါဘူးရှိကသမုဒ္ဒရတို့အဲ့မှာဆက်စပ်မလူနိုင်ဆက်စပ်မလူရအခါစသည်နေရာပဲအဲ့ပုံစံတိုင်းပဲကာတိကအဘာဝေကအကာပြုမရှိရအခါဖြစ်ပါသည်ဒါလေးလိုပဲဖြစ်လိုက်ရုံပဲဘယ်လိုရေးလိုက်တာကတ္တဝနာဓာတော်ရာကို